ဖုန်းနဲ့အတန်တွဲတဲ့အခါမှာဆွေငင်တန်ကင်းမှာအတန်ကောင်းဖို့နလန်3ချက်ကျွန်တော်တို့ဖုန်းနဲ့တန်တွဲတဲ့အခါမှာနောက်ခပ်ဆွေငင်တန်တွေပါနေလို့ကိုယ့်ရဲ့တန်ကြီးကလည်းစိုးနေလို့စိတ်ညစ်နေဆိုရင်တော့ဒီဗီဒီယိုကိုစောင့်ကြည့်လိုက်ပါဖုန်းနဲ့တင်အတန်ကောင်းအောင်အလွယ်ကူဆုံးလုပ်ရမယ့်နလန်3ခုကိုပြပြထားပါတယ်ပထမဆုံးချက်ကတော့အတန်တွင်းတဲ့နေရာနဲ့ဖုံးကင်တဲ့ပုံစံပါအတန်တွင်းတော့မယ်ဆိုရင်ဆွေငင်တန်နဲ့ဝေးတဲ့နေရာမှာအတန်တွင်းဖို့လိုတယ်နောက်ပြီးတော့အတန်ကွဲတာနဲ့လေတို့တန်နေဖြစ်အောင်ဖုံးနဲ့မစက်နဲ့ပေါ့နော်ဒီလက်မလောက်ခွာမှကင်မှအတန်တွင်းပေးပါဒုတိယချက်ကတော့ဖုံးကိုတင်ရအောင်ထားဖို့ပါခါနေကြရင်ကျွန်တော်တို့ကလက်နဲ့ဖုံးကိုကင်မှအတန်တွင်းတဲ့အခါမှာပေါ့နော်လက်လှုပ်ရှားမှုကြောင့်ဆွေငင်တန်တွေပါတတ်တယ်ဒါကြောင့်ဖုံးကိုစောက်ပေါ်တာပဲဖြစ်စတမ်းမှတက်တာပဲဖြစ်တင်ရတဲ့နေရာမှာထိုင်မှတွင်းပေးရပါမယ်တတိယချက်ကတော့စကားပြောဆိုတဲ့ပုံပါကျွန်တော်တို့စကားပြောတဲ့အခါမှာပါဇက်ကိုပုံမှန်တက်အနေငယ်ဟာနေမှာပေါ့နော်ရှင်းရှင်းလင်းဖြစ်တော့အောင်ပြောပြရပါလိမ့်မယ်ပြီးတော့ကိုယ့်ရဲ့အတောင်ပေါ့နော်အရင်လက်မကျဲဘူးအရင်လက်မတိုးဘဲနဲ့ကိုယ့်ရဲ့ပုံမှန်လေးတဲ့အတိုင်းတည်တင်ငယ်နဲ့အထိန်မှပြောပြရပါမယ်ခုတံပေးချတာကတော့နှာခေါင်းကနေပုံမှန်တက်ရှူပြီးမှဖုံးမဲ့ဘက်ကိုပေါ့နော်ပါဇက်ကနေလေတရဲမှုမိအောင်ဒီပြရပါမယ်ကဲဒါကတော့ဖုံးထုံးသေးနဲ့ professional ဆန်ဆန်အတန်ကောင်းကောင်းထွက်လာလို့ရမယ်လို့ချက်နေတာနေပဲဖြစ်ပါတယ်ခုလိုမျိုးဗီဒီယိုလေးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုစိတ်ဝင်စားရဆိုရင်တော့ follow ထားဖို့လည်းမေ့ပါနဲ့ဦးနော်